你个边路里边逃避亏了多，但凡对着对那饭，基本对着高了难。မောင်လေးရွှေဆိုင်နဲ့ဓာတ်တိုင်သေးပန်းတာနေဘာဆိုင်လို့လဲ အမားတို့ကခွေးစာရောင်းနေကြတာမဟုတ် မ လား ဟုတ်ဘူးလေအမားတို့ကစမ်းဆိုတဲ့ရွှေဆိုင်လေးမောင်လေးရဲ့ အာဟုတ်တယ်လေဒါရွှေဆိုင်ကြော်ညာပဲလေဟိုအမားလောက်တာနဲ့ဇလန်းတော်ပဲရောက်သွားတယ်ဒီမောင် နေပါဦးငါပဲအောင်နေတာတော့ရုပ်ပြလေးပါတောက်ပြီးမတ်တရပြီးလေးပါတော့ပြီးမတ်တရချီသွားပြီးတာလေဟိုဘလန်ကပဲကြီးကစိုက်ကစီထားတဲ့ little စီလာတွေ့ချောင်းတော့လို့စိုက်ကအားလား မောင်လေးချောင်းသားသွားပြီးဘာလို့မလုပ်တော့ အမားတို့ရွှေဆိုင်သွားမလို့လေ အမားတို့ရွှေဆိုင်ကချောင်းသားမှမဟုတ်တာ အဲ့ဆိုပဲမှာတော့ အမားတို့ရွှေဆိုင်ကတင်ငယ်ကျုံမြို့နယ်၄တောက်ကန်နဲ့တန်တုမှလမ်းတောက်မှလေးမောင်လေးရဲ့ အော်ကောင်းတယ်လေဆက်လို့ မဟုတ်ဘူးလေ ဟုတ်တယ်လေ မဟုတ်ဘူးလေ ဟုတ်တယ်လေ ဘာဟုတ်တာတော့ အော်အမားတို့ရွှေဆိုင် location ကောင်းတယ်လို့ပြောတာဟိုအမပြီးမှဟိုမေးချင်တာရှင်မေးနော်ကျွန်တော်ဇလန်းလေးပြအောင်ဆက်ဖတ်ပြ စိုက်ကပေါ်တက်စီဘက်ကိုပတ်မဂ္ဂဇင်းလေးဖတ်နေဘူးလို့တော့ခက် little စီကိုနှစ်ချီနဲ့ပတ်မှန်တယ်ပြီးတော့ aircon လေးတော့ဖွင့်ပေးပါအောင်ဆရာဆိုပြီးရလာနေဝန်ထားနေခုံဆောက်လုပ်ပြီး complain တက် မောင်လေးမောင်လေး ဗျာ စိုက်ကောင်းပေါ်မှာအဲကိုပါလို့လားမောင်လေးရဲ့ အမားတို့လိုတထေးတွေကစိုက်ကားစီးဘူးရလား စီးတော့မစီးဘူးမောင်လေးရဲ့ ဒါနဲ့များပဲဟာစိုက်ကားပေါ်မှာအဲကွန်ပါလား အမယုတ်ရဲ့ကြီးမိုးချုပ်ပြီးအန်တရုတ်ပုံကြောင်းတွေကပြတော့တဲ့ကိုချိုးတုတ်ပြီးအန်ဘောဘောငါရ baby ဝါလကုတ်ကိုပြောင်းပြန်တီးခိုင်းကဆိုးကြောင်းချက်ပြီးစက်စီတဲ့ကိုဝေးတောင်ကဗျကမောင်လေးကမောင်လေးမောင်လေးကလော်တီလိုမဆိုပြီးလစ်တော့ကဲကြတဲ့ပစ္စုံများကိုငါရောင်းဝယ်ဒီလိုကြိုးစားပြီးရလာတဲ့အာရကေများနဲ့တူတူလေးရဲ့ပါလေးကဝင်လက်ဖို့ရွှေတော်ဝင်မယ်ဘူးစီကောင်းကနေစိုက်လင်းကောင်းနဲ့ပြင်ချညက်ပြီးပြန်တမ်းလို့ဒီဘက်ကိုကြည့်ကိုပတ်ပြင်ကြည့်ခရမ်းညင်းဒီပြင်းနေတူ မောင်လေး ဗျာ အဲဝူရူတွေကဘာကြီးလဲမောင်လေးရဲ့ အော်အဲ့ဒါကျွန်တော်တချင်းမပြီးသေးလို့လေအမစာသားလို့နေလို့အဲ့ဒါလောလောဆယ်တော့ဝူလူလူပဲဖြစ်တာခဏလေးပြီးတော့မယ်နော်ဆက်ဖတ်ပြမယ်ဗျာဗျာ အဲဝူရူတွေကဘယ်ချိန်ပြီးမှလဲမောင်လေးရဲ့ ပြီးတော့မယ်အမ15မိနစ်စာပဲရေးတာကျွန်တော်15မိနစ်စာပြီးအောင်အရင်ဖတ်ပြမယ်နော် မောင်လေး ဗျာ မောင်လေးရဲ့အမခေါင်းတွေလည်းရှုပ်လာပြီဇလန်းတစ်ခုလုံးဘာမှနားမလဲတော့ဘူး โอเคရကျွန်တော်အစပြန်ဖတ်ပြမယ်နော် မလောက်ပါနဲ့တော့မောင်လေးရဲ့အမောက်လေးလိုရေးတူရှင်ဖြစ်တဲ့ဇလန်းလေးပဲရေးပေးပါလားမောင်လေးရဲ့ ဟာကွန်မဒီ industry မှာဇလန်ချိန်ပေးရဆိုတော့ထုံးစံမရှိကျွန်တော်တို့ကတက်လို့လှုပ်ရှားနေတာမဟုတ်ငတ်လို့လှုပ်ရှားနေတာကြံလာတော့အမအပိုင်မယ် မောင်လေးအမပတ်စံပို့ပေးပါမယ်မောင်လေးရဲ့ အမဘယ်နာချိန်နေတာ